ပိုင်းပဲကြီးကျုံကြည်ရွစီအလဲတစ်ခေါက်တော့လမ်းငယ်ရရင်ဒီအေးရဝရီမြစ်ကအနီးမှာဒီနေပါတော့ကျွန်တော်တို့မွေးမြစ်ပဲကြီးကျုံရွာตาရတဲ့ရွာအကြောင်းလေးကိုတီးဖွဲလို့ကျွန်တော်တီးဆိုလိုက်တယ်ဒီလုံးချမ်းသာညာသိမ်းတဲ့ဇီဒီတော်မြတ်ဖျားထာဝစိတ်ကိန်းကိုတင်ပြီးပဲကြီးကျိုးရွာရဲ့ကြက်သေးဆောင်တကူကြီးတဲ့မြတ်ဖျားဖူးမျိုးစီပညာရမှာကျောင်းတိုက်ဆရာတော်ဖျားဆရာတော်ဥပညာတာရကိုအမတ်ရစရာအထိန်မပွဲတော့ရိုးသားတဲ့စိတ်ထားများနဲ့ဘာသာတရားတိုင်းဆိုင်နေရွာကျွန်တော်တို့ရဲ့ပေကြီးကျွန်းရွာမှာပေကြီးကျွန်းအရှိစုနဲ့ပေကြီးကျွန်းအနောက်စုရွာအလဲလာခဲ့ဝါဖိတ်ခေါ်ရင်ဟင်းသရာမြို့နယ်အပိုင်းပဲကြီးကျွန်းရွာတလေးမွေပြောစရာပိုင်းပဲကြီးကျုံကြည်ရွစီအလဲတစ်ခေါက်တော့လမ်းငယ်ရရင်ဒီအေးရဝရီမြစ်ကအနီးမှာဒီနေပါတော့ကျွန်တော်တို့မွေးမြစ်ပဲကြီးကျုံရွာตาရတဲ့ရွာအကြောင်းလေးကိုတီးဖွဲလို့ကျွန်တော်တီးဆိုလိုက်တယ်ဒီလုံးချမ်းသာညာသိမ်းတဲ့ဇီဒီတော်မြတ်ဖျားထာဝစိတ်ကိန်းကိုတင်ပြီးပဲကြီးကျွန်းရွာရဲ့ကြက်သေးဆောင်တကူကြီးတဲ့မြတ်ဖျားဖူးမျိုးစီပညာရမှာကျောင်းတိုက်ဆရာတော်ဖျားဆရာတော်ဥပညာတာရကိုအမတ်ရစရာအထိန်မပွဲတော့တရားတိုင်းဆိုင်နေရွာကျွန်တော်တို့ရဲ့ပေကြီးကျွန်းရွာမှာပေကြီးကျွန်းအရှိစုနဲ့ပေကြီးကျွန်းအနောက်စုရွာအလဲလာခဲ့ဝါဖိတ်ခေါ်ရင်ဟင်းသရာမြို့နယ်အပိုင်းပေကြီးကျွန်းရွာတလေးမွေပြောစရာ